Hello Minglaba, Big Six Soccer and Sport Channel ka Nintendo ko nuitwe sa Jozo ba de dine 2016ကဘာဖလာ30နှစ်ရှုံးထွက်ဆင်းရောက်ယုံမကပဲပြီးခါနေပါပြီဒီနေ့ကျွန်တော်ပြောပြမှာကျတော့ဇူလိုင်4ရက်နေ့စနေနေ့ဒီည7နိုင်ခွဲပွဲเนาะမနေ့အစောကြီးလို့ပြောမှာပေါ့ပွဲဒီ Australia နဲ့ Egypt ပွဲအကြောင်းကိုကျွန်တော်ပွဲကြိုသုံးသပ်ပေးမှာဖြစ်ပါတယ်ကျွန်တော်ရဲ့နော်ဒီ YouTube channel ကို subscribe မလုပ်သေးလို့ subscribe လုပ်ပေးဖို့မြန်မာပြည်ကကြည့်တဲ့လူတွေ VPN ခံပြီးကြည့်ပေးဖို့ပြီးတော့ like လုပ်ပေးဖို့ကျွန်တော်အနေနဲ့မေတ္တာရက်ခံပါတယ် Australia နဲ့ Egypt အနေနဲ့သူတို့အနေနဲ့အုပ်စုပွဲစဉ်၃ပွဲမှာ Australia အနေနဲ့ Croatia နဲ့ negotiate ကြတယ် Tunisia ကိုတကိုးတုံညနဲ့နိုင်တယ်ပြီးတော့ဒီပါရဂွေးနဲ့တုံညတရေကြတယ်စုစုပေါင်း3ကိုသွင်းပြီးတော့ငကိုပေးရပြီးတော့ကျွန်တော်တို့ Egypt ကိုကြည့်လိုက်တဲ့အခါမှာ Belgium နဲ့တကိုးစီတရေကြတယ် New Zealand ကိုငကိုတကိုးနိုင်တယ် Iran နဲ့တကိုးစီတရေကြတာကျွန်တော်အနေနဲ့တွေ့ရပါတယ်စုစုပေါင်း4ကိုသွင်းပြီးတော့3ကိုပြန်ပေးခံရတာတွေ့ရတယ်အာတာချက်အားနေချက်ကြည့်မယ်ဆိုရင် Australia အနေနဲ့ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကောင်းတယ်set piece မှာအန်ဒေရှိတယ်ပြီးတော့ knockout အဆင့်မှာအတွေ့အကြုံရှိတာတွေ့ရတယ်အားနည်းချက်ကြတော့တိုက်စစ်ဖန်တီးမှုများဆာမလုပ်နိုင်ဘူးပြီးတော့ goal သွင်းနှုန်းမမြင့်မာတာတွေ့ရတယ် Egypt ကြတော့အာတာချက်ကမိုဟာမက်ဆာလာဦးဆောင်တဲ့တိုက်စစ်ကတော့ကောင်းတာတွေ့ရတယ်ပြီးတော့ကောင်တာတိုက်စစ်မြန်တယ်အုပ်စုအဆင့်မှာ Egypt ကရှုံးပွဲမရှိဘူးအားနည်းချက်မှာခံစစ်ပိုင်းမှာအမားတချို့ရှိတယ်ပြီးတော့ဆာလာရဲ့ကြန့်ခိုင်မှုအခြေအနေကိုစောင့်ကြည့်ရမှာဖြစ်တယ်ဆာလာကောင်းရင် Egypt ကောင်းတယ်ဆာလာမကောင်းရင် Egypt မကောင်းဘူးဆိုတဲ့သဘောမျိုးရောက်တယ်ဆာလာလည်းအသက်တော်နည်းနည်းကြီးလာပြီဖြစ်နိုင်ချေ line up တော့ Australia မှာ Goa Ryan နောက်တန်းကတော့မေလာရဲ့ဆောက်တာရဲ့ဘာဂက်စ်ရဲ့ကစားမယ်ပြီးတော့အလဲတန်း၄ယောက်မှာသူကတော့3-4-3နဲ့ကစားမယ် Atkinson ရဲ့ Arvin Ver O'Neill ရဲ့ Bosch ရဲ့ကစားမယ်ရှစ်တန်း3ယောက်မှာ Goodwill ရဲ့ Duke ရဲ့ Boyle ရဲ့ကစားမှာဖြစ်တယ် Egypt ကတော့ဒါခန့်မှန်းပဲဖြစ်တယ်ဖြစ်နိုင်ချေဂိုးသမားတော့ El Shanawi ကစားမှာနောက်တန်း၄ယောက်တော့ Hani Abelmonem Hogazi နဲ့ Hamdi တို့ကစားမှာဖြစ်တယ်ပြီးတော့ဒီနှစ်ယောက်တန်းမှာတော့ El Neni နဲ့ Fati ကစားမှာဖြစ်တယ်ပြီးတော့တိုက်စစ်အလဲတန်းတိုက်စစ်3ယောက်မှာ Salah ရဲ့ Trezeguet ရဲ့ Mamoud ရဲ့ကစားမှာဖြစ်တယ်ပြီးတော့ရှစ်တန်းအထောင်ကတော့ Mustafa Mohamed ကစားမှာဖြစ်တယ်နော် Egypt ရဲ့ဘောလုံးသမားတွေလည်းအများဖြင့် Premier League တို့ဥရောပတို့ကစားတဲ့လူတွေဒီဖြစ်တာတွေ့ရတယ်ဂိုးခန့်မှန်းချက်တော့ Australia တကို Egypt တကိုတရေကြနိုင်တယ်မို့ရင် Australia 3ည Egypt 1 Australia 1 Egypt 2 Australia 1 Egypt 3ညစသည်ဖြင့်နော်မတိမ်မယိမ်ဂိုးရလက်တွေထွက်နိုင်တယ်ပြီးတော့အကောင်းဆုံးရွေးချယ်မှုကတော့ Australia အနိုင်ဖြစ်တယ်ပြီးတော့တရေလဲကြနိုင်တယ်ပြီးတော့ Egypt လည်းအနိုင်ဖြစ်နိုင်တယ်ဒီနေ့တည်းအချိန်ကြီးတဲ့အတွက်ကြောင့် Egypt လည်းအောင်နိုင်တယ် Australia နိုင်တယ်တရေဖြစ်ပြီးတော့ penalty အဆင့်လဲရောက်နိုင်တာတွေ့ရတယ် Asian ရဲ့တော့ handicap ခန့်မှန်းချက်တော့ Egypt ကတော့နော်Egypt တရေကိုကျွန်တော်တို့အနေနဲ့ bet မလုပ်ဖို့ဖြစ်တယ်ပြီးတော့ Egypt ဘက်မှာတရေတဝက်ရှုံးကျွန်တော်တို့အနေနဲ့ bet လုပ်ရင်ကျွန်တော်တို့တော့ဒီစွန့်စားရမကြဘူးပြီးတော့ underdog ဘက်ကနေလိုက်စားလို့တယ်ဆိုရင်တော့ Australia plus 0.5 အဲ့ဒါကိုကျွန်တော်ရွေးနိုင်တယ်နော်ဒါကတော့ကျွန်တော်တို့မှာရွေးချယ်ပိုင်ခွင့်ရှိတယ်ကျွန်တော်တို့ကြိုက်တာကိုရွေးချယ်ဖို့ဖြစ်တယ်နောက်ဆုံးခန့်မှန်းချက်တော့ Australia 1 Egypt 1အချိန်ပေါ်မှာ penalty ကမယ်ပြီးတော့ Australia ရဲ့ handicap အကောင်းဆုံးကတော့နော် minus Egypt 0ဖြစ်တယ်ပြီးတော့ goal
go ကတော့ဒီ under 1.5ဖြစ်တယ်ဆိုတာတွေ့ရတယ်ပြီးတော့ကျွန်တော်တို့အနေနဲ့ confidence 5ထဲမှာ3ဖြစ်တယ်ဒါကတော့ကျွန်တော်စနေနေ့မှာကံမဲ့ပထမပွဲမနေ့အစောကြီး7နိုင်ခွဲမှာကံမဲ့ပွဲဖြစ်ပါတယ်ဒုတိယပွဲတော့30တင်အရှုံးထွက်အဆင့်မှာစနေနေ့နော်ဇူလိုင်လ4ရက်နေ့မနေ့4နိုင်ခွဲမှာကံမဲ့ပွဲမှာတော့အာဂျင်တီးနားနဲ့ Cape Verde ဖြစ်တယ်အာဂျင်တီးနားတော့အုပ်စုထဲမှာအယ်ဂျီးရီးယားကို3-3နဲ့နိုင်တယ်ဩစတြီးယားကို2-1နဲ့နိုင်တယ်ပြီးတော့ဂျော်ဒန်ကို2-3နဲ့နိုင်တယ်စုစုပေါင်း9-9သွင်းပြီးတော့1-9ပြန်ပေးရတာတွေ့ရတယ်3ပွဲနိုင်9မှတ်ရနော်ရှာပါ3ပွဲစလုံးနိုင်တဲ့အသင်းမများတဲ့ထဲမှာအာဂျင်တီးနားလည်းပါတယ်ခေဗာဒီကြတော့စပိန်နဲ့ဇီးတေကြတယ်ပြီးတော့ဥရဂွေကို2နဲ့ရှုံးတယ်ပြီးတော့ဆော်ဒီကို2-1နဲ့နိုင်တာတွေ့ရစုစုပေါင်း2ဂိုးသွင်းပြီးတော့3ဂိုးအပြန်ပေးခံရတယ်တပွဲနိုင်တပွဲတေတပွဲရှုံးနော်အဲ့လိုတွေ့ရတယ်အသင်းနှစ်သင်းအာသာချက်အားနဲ့ချက်ကြည့်မယ်ဆိုရင်အာဂျင်တီးနားအာသာချက်ကတော့တိုက်စစ်အလွန်ကောင်းတယ်ကျွန်တော်သိတဲ့အတိုင်းပဲမက်ဆီတို့ပြီးတော့လောက်တာရိုမာတင်နက်စ်တို့ပြီးတော့ဟူလီယန်အယ်ဗာရက်စ်တို့လိုကမ္ဘာအကောင်းဆုံးတိုက်စစ်မှုတွေရှိတယ်ဘောလုံးပိုင်ဆိုင်မှုမြင့်တယ်ကစားသမားအရေးသွေးမြင့်တယ် World Cup နောက်ကအတွေ့အကြုံများတဲ့အသင်းဖြစ်တယ်အားနည်းချက်ကြတော့တိုက်စစ်တက်လွန်းရင်ကောင်တာတက်ခံနိုင်ရပြီးတော့ဦးဆောင်ပြီးတော့တခါတရံအရှိန်ရော့တက်တာတွေ့ရတယ်ခေဗာဒီအာတာချက်စီကန်းရှိတယ်ခံစစ်ရှိတယ်ပြီးတော့ set piece များမှာအန်တယ်ရှိတယ်အသင်းလိုက်ကစားအကောင်းတယ်အားနည်းချက်ကြတော့ဂိုးသွင်းစွမ်းအားနေတယ်ထိတ်တန်းအသင်းများနဲ့အည်သွေးကွာဟမှုရှိတယ်ပွဲဖိအားကြီးလာမယ်ဆိုရင်အမားများနိုင်တာတွေ့ရတယ်ဖြစ်နာချေလိုင်းအပ်တော့နော်အာဂျင်တီးနား4-3-3 ကိုမှာတော့Martinez ဖြစ်တယ်နောက်တန်း၄ယောက်မှာတော့ Molina Romero Otamendi Tagliafico ဖြစ်တယ်အလဲတန်း၃ယောက်မှာ De Paul Enzo Fernandez McAllister ရှစ်တန်း၃ယောက်မှာတော့ Julian Alvarez Lionel Messi နဲ့ Lautaro Martinez တို့ဖြစ်တယ်ဒါကမှန်လိုက်အပ်ပဲဖြစ်တယ်နော်တကယ်အမှန်လိုင်းအပ်တော့ကန်ခါနီတနိုင်လောက်မှပဲကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ခေဗာဒီကတော့4-2-3-1နဲ့ကစားလိမ့်မယ်ဂိုတမာတော့ဇိုဟင်ဟာနောက်တန်း၄ယောက်တော့ Fernandez Lopez Roberto Stopira ဖြစ်တယ်နော်ခန်းစစ်၂ယောက်မှာအလဲတန်းခန်းစစ်၂ယောက်မှာ Tavares Rocha ပြီးတော့အလဲတန်းတိုက်စစ်၃ယောက်မှာ Montero Samido နဲ့ Andrade ဖြစ်တယ်အထောင်တိုက်စစ်မှုကြတော့ Benchi Noi ဖြစ်တာကျွန်တော်အနေနဲ့တွေ့ရဂိုးရလဲတော့အာဂျင်တီးနား3ဂိုးခေဗာဒီ3ည3ဂိုး3ညအခြားဖြစ်နိုင်ချေအာဂျင်တီးနား2ဂိုး3ညနဲ့နိုင်မယ်အာဂျင်တီးနား3ဂိုး1ဂိုးနဲ့နိုင်မယ်အာဂျင်တီးနား4ဂိုး3ညနဲ့နိုင်တယ်နော်2ဂိုး3ည3ဂိုး3ည3ဂိုး1ဂိုး4ဂိုး3ညတော့ဖြစ်နိုင်တယ်ဒီကိုရလာတယ်ဖြစ်တယ်ကျွန်တော်တို့စိတ်ကြိုက်ရွေးလို့ရပါတယ်ဒီ Asian Base ကမှန်ချတော့အာဂျင်တီးနားအနိုင်ဖြစ်တယ်နော် draw တော့မဖြစ်နိုင်ဘူး goal အပေါ်အောက်ကြည့်မယ်ဆိုရင်အပေါ်နဲ့တတမ3ညဖြစ်တယ်ပြီးတော့အပေါ်နဲ့တတမ5လည်းဖြစ်နိုင်တယ်ပြီးတော့အောက်4တတမ5လည်းဖြစ်နိုင်တာကျွန်တော်တို့တွေ့ရAsian handicap ကမှန်ချတော့အာဂျင်တီးနားတော့ -1-0 အာဂျင်တီးနားအနည်းဆုံး2ဂိုးနိုင်မှာဖြစ်တယ်အနည်းဆုံးပြီးတော့အလဲတော့ -125 ဖြစ်တယ်ပြီးခေဗာဒီဘက်ကကစားချင်တယ်ဆိုရင် +1.5 เนาะအဲ့ဒီဘက်မှာရပ်တည်လို့ရတယ်အကောင်းဆုံးကတော့အာဂျင်တီးနားနိုင်မယ်အာဂျင်တီးနားတော့ -1.0 ပြောရမယ်ဆိုရင်2ဂိုးအထက်နိုင်မယ်ပြီးတော့နော် go over တော့ 2.5 ဖြစ်တယ် correct score ကတော့ Argentina 3 Cape Verde 3ညဖြစ်ပါတယ်
အာဂျင်တီးနားရဲ့တက်စစ်အရေးအတွေ့အကြုံနဲ့အသင်းအင်အားဟာခေတ်ဗာဒီထက်တိတိတာတာအသာရနေပြီးပုံမှန်အခြေအနေမှာအာဂျင်တီးနားကအနိုင်ရခွင့်ရေးပိုများတာတွေ့ရတဲ့အဆုံးတိုင်အောင်နားထောင်ပေးတဲ့အတွက်ကြောင့်ကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ YouTube channel ကိုနားထောင်ပေးတော့သူများကိုယ်ဤကြမှာချင်းစိတ်ချမ်းသာခြင်းနဲ့အာကစားရဲ့စီးပွားရေးဖြစ်စေအခြားစီးပွားရေးလုပ်ငန်းမှာတိုးတက်ကြီးပွားအောင်မြင်နေဖြစ်ပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းဆန္ဒပြုပါတယ်အဆုံးတိုင်ကြည့်ပေးတဲ့အတွက်ကြောင့်ကျေးဇူးတင်ပါတယ်